အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ကျွန်တော်တို့ iCloud Apple ID ပေါ့နော် Apple ID region change ကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ setting ထဲကနေပြီးတော့ကျွန်တော်တို့ profile icon ကိုသွားပါမယ် profile icon ကိုသွားမယ်သွားပြီးတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ media purchase ကိုနှိပ်လိုက်ပါမယ်media purchase ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က3ခုတွေ့ရပါမယ် site out iCloud ထဲကနေ iCloud မဟုတ်ဘူးเนาะဒါက iTunes ပေါ့เนาะ iTunes Store ကို site out လုပ်မှာလားဘာမှမလို့ရှိရင် password ပြောင်းမှာလား password ကို manage လုပ်ဖို့အတွက် setting ပြီးလို့ရှိရင် view account ဆိုပြီးတော့3မျိုးတွေ့ရပါတယ်အဲ့ထက်မှာကျွန်တော်တို့က country change မှာဖြစ်တဲ့အတွက် region change မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က view account ကိုသွားပြီးတော့ region change ပေးရပါမယ်ဗျview account နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Apple ID နာမည်မေးရပြီးလို့ရှိရင် payment တွေလုပ်ဖို့အတွက် manage payment country and region ဆိုပြီးတော့ country and region ကိုတွေ့ရပါလိမ့်မယ်ဗျအဲ့ဆိုလို့ရှိရင်ကျွန်တော်က country and region ကိုနှိပ်ပေးလိုက်လို့ပြီးတော့ကျွန်တော်တို့ country ပြောင်းမယ်ပေါ့ဗျာဒီမှာ change country and region ကိုဆက်ပြီးတော့နှိပ်ပေးရပါမယ်အဲ့မှာဆိုလို့ရှိရင်ပြောင်းလို့ရတဲ့နိုင်ငံတွေပေါ်လာပါပြီအဲ့ဒီမှာလူချင်းမပြောင်းလို့တဲ့နိုင်ငံပေါ့နော်ဥပမာ US ဆိုလို့ရှိရင်လည်း US မြန်မာဆိုလို့ရှိရင်လည်းမြန်မာပေါ့စင်ကာပူဆိုလို့ရှိရင်လည်းစင်ကာပူပေါ့နော်အဲ့ဒါတွေကိုရွေးချယ်ပြီးတော့ပြောင်းလို့ရပါပြီကျွန်တော်ကစင်ကာပူကိုထားပါတယ်အဲ့ဒါအောင်မှာ US ပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းပြောင်းလို့ရပါတယ် United States ကိုနှိပ်လိုက်ပါမယ်United States ကိုနှိပ်လိုက်လို့ရှိရင်သူ့ရဲ့ terms and condition တွေကို agree လုပ်ပေးဖို့အတွက်လာပါတယ် agree နှိပ်လိုက်ပါ agree နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ပြောင်းချင်တဲ့နိုင်ငံရဲ့ address ကိုသူကရိုက်ခိုင်းပါတယ်ရိုက်ခိုင်းတဲ့အချိန်ကျလို့ရှိရင် billing address တွေပါပါတယ်ဒီကလို billing address ကမရှိဘူးမထည့်ဘူးဆိုလို့ရှိရင် none ကိုနှိပ်ပေးခဲ့လို့ရပါတယ်ဒါကတော့နာမည်ပေါ့နော်နာမည်မှာကြိုက်တာထားလို့ရပါတယ်အရင်နာမည်ထားလို့ရပါတယ် street name မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ US မှာရှိတဲ့ address တစ်ခုပေါ့နော်အဲ့ဒါကိုထည့်လို့ရပါတယ် state ဆိုလို့ရှိရင်လည်းကျွန်တော်ကတော့ now street ထည့်လိုက်ပါတယ်နောက်တစ်ခုက option တွေဖြစ်တဲ့အတွက်မထည့်လဲရပါတယ် city မှာဆိုလို့ရှိရင်ကျွန်တော်ကNew York ထည့်ပါမယ် New York ထည့်ပါမယ်ပြည်နယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့က option ရှိပါတယ်ကျွန်တော် New York ထည့်ထားတဲ့အတွက် New York ကိုပဲရွေးပေးပါမယ် zip code ကတော့ document ထည့်ချင်တာထည့်လို့ရပါတယ်ဖုန်းနံပါတ်မှာဆိုလို့ရှိရင် United States က1နဲ့စပါတယ်အဲဆိုတော့1နောက်ကတော့2 3 4 5 6 7ကြိုက်တာထည့်လို့ရပါတယ်နော်လို့ရှိရင် next နဲ့ပြီးတော့ပြောင်းလို့ရပါပြီဒီမှာကျွန်တော်ဖုန်းနံပါတ်က9လုံးပဲဖြစ်ပါမယ်9လုံးပဲဖြစ်ပါမယ်ဆိုတော့ပြန်ဖြတ်ပါမယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကောက် country or region change တာရပါပြီပြန်ပြီးတော့ဆက်လို့ရပါတယ်ပြန်ဝင်ပြီးတော့ကျွန်တော်တို့ country or region တွေကိုပြန်ဝင်ပြီးတော့စစ်ဆေးနိုင်ပါတယ်ကျွန်တော်တို့ဘယ်နိုင်ငံမှာလဲဆိုတော့ကျွန်တော်ရဲ့ Apple ID က United States ကိုရောက်သွားပါပြီကျွန်တော်ထဲကိုမေးလဲဝင်ပါတယ် Apple ID information has been updated ဆိုပြီးတော့မေးလဲဝင်လာပါတယ်ကျေးဇူးပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ Apple ID ကိုနိုင်ငံပြောင်းတာ region change တာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်